အခြေအနေကတော့တိတ်မဟန်ပါဘူးဗျာစမ်းကြောင်းမှာအော်ဒါပို့ပြီးတော့အခုဖီလာတန်းဖီလာကျွန်းတော်မက်ရဲ့ဖီတန်းကဘယ်ကိုရောက်နေလဲဆိုတော့ကျွန်တော်နက်တော့ဂုံးကျော်ဘက်ကိုရောက်နေပါရဲ့အခုကျွန်တော်နောက်မှာဆိုလို့ရှိရင်လည်းကားတွေအနည်းဆုံး6စီး9စီးတော့ရှိနေပါတယ်ကဲရပါစေလို့ပဲစုသားမှာပဲကိုကစီရန်လည်း2တုံးပဲကျန်တာဆိုတော့အဲ့ဒါပြီးရင်တော့အိမ်ပြန်မယ်ပြီးရင်ညနေကျမှပဲအောင်မင်္ဂလာကိုတွားမယ်ဘယ်လိုလုပ်ကြမလဲတော့မသိစမ်းကြောင်းညူးသေးရတော့ကိုရင်တော့လိုပဲကျွန်တော်တို့ဟိုပါတော့စီကားပဲချိန်ရောက်မယ်ဆိုရဟာလေးကတ်ထားတယ်ဒါပေမဲ့အချိန်တော့ရေးမထားဘူးမရှိတော့ဘူးဆိုရဟာပြောတော့ဗောနော်အခုကတော့ဒါကတော့တဖြည်းဖြည်းနဲ့တော့အကုန်းအောင်လာတော့နည်းနည်းတော့ရောက်လာပြီပေါ့ကဲဘာဖြစ်ဖြေရမှာပဲမတန်နိုင်ဘူးဒါနဲ့ပဲလှုပ်ဖားတာဆိုလေ